သူအကောင်မဘေးနားမှာသူတို့နှစ်ယောက်တူအိတ်တဲ့ချိန်ဖုန်းဆက်လိုက်တယ်အဲ့ဒီချိန်မှာငါဘယ်လောက်ထိနာကျင်ရလဲငိုနေတော့တကယ်ပြောလားကိုလည်းတနာလာပြီတခြားကောင်မနဲ့တူအိတ်ပေးတဲ့ကောင်ကကိုချစ်နေတော့မဲတဲ့သူဖောက်ပြန်သွားလေငါအကြောင်းမဲတဲ့သူအကောင်မနဲ့တော့အိတ်ဖြစ်တာလေငါအကြောင်းမဲတဲ့ဘယ်လောက်ဒီရင်နာဖို့ကောင်းလဲငါနေရာကိုလည်းဝင်ကြည့်ပေးပါဦးလို့ပြောချင်တယ်ကိုချေရတယ်သူကတခြားကောင်မနဲ့တူသွားအိတ်နေတာမျက်လုံးနဲ့တမ်းမြင်ရဘယ်လောက်ထိရင်နာဖို့ကောင်းလဲဘယ်လောက်ထိနာကျင်ရလဲကိုချင်းမစားဘူးမငိုနေတော့ဘာလို့လဲဘာလို့ငါပေါ်တော့ဒီလုံနိုင်ကြရလဲတခြားကောင်မနဲ့တူသွားအိတ်ရလောက်တဲ့ထင်ငါဘာတွေမြအပြစ်ကြီးမမလောက်ခဲ့လို့လဲတညာလုံးပျောက်သွားလို့ဖုန်းခေါ်တယ်စားပို့တယ်စိတ်ပူပြီးမှလေဟာနာတညာလုံးအလောက်တော့မလောက်နိုင်ဘူးစားပို့တယ်သူဘာများဖြစ်တာလဲပေါ့အမေတကယ်ဆိုတခြားကောင်မနဲ့တော့အိတ်နေရတဲ့မကန်စားနေတော့နာတော့မကူချိန်နေငါ့ကိုချစ်နေတော့မဲတဲ့သူတခြားကောင်မနဲ့တော့အိတ်ရလဲငါအကြောင်းပဲတဲ့အရင်တော့ချင်ရဘာလို့ငါပေါ်ဆိုဒီလောက်ထိလောက်ရနိုင်ကြရလဲအခုပေါ့နော်သူနဲ့တူသွားအိတ်ခဲ့တဲ့ညီမလေးကိုဟနာပြောချင်တယ်ပေါ့နော်ညီမလေးကို तू ကညီမလေးကိုတကယ်ချစ်တယ်ညီမလေးထင်နေတာလားနော်ညီမလေးကအရန်စေပေါ်တာပဲနော်အခုတွေ့အခုသွားအဲ့အခုကာပေးလိုက်တာအရန်စေပေါ်တာပဲနော်ညီမလေးရမိဘညီမလေးကိုစေပေါ်အောင်တင်ပေးထားတာလားဒါမှမဟုတ်ညီမလေးရဲ့ဗီဇအဲ့လိုမျိုးပါလာလားမဟုတ်ဘူးဒါကကိုလူနဲ့ဆိုင်တာမှန်တယ်ဒါပေမဲ့ညီမလေးနဲ့လည်းသက်ဆိုင်သေးတယ်လေနော်ဒါကလက်ခောက်ဆိုတာနှစ်ဖက်သီးမှမြည်တဲ့အမျိုးနော်သူ့ဘက်ကလည်းညီမလေးကိုချစ်တကယ်ချစ်တယ်လို့ညီမလေးထင်နေတာလားနော်သူဆန္ဒမပြည့်ခင်နော်သူအဲ့လိုမျိုးဖြစ်နေတဲ့အချိန်မှာညီမလေးကိုချစ်တယ်ကြိုက်တယ်ပြောလိုက်မယ်ညီမလေးကိုစောက်ရမ်းချစ်ပါတယ်ညီမလေးကိုယူပါမယ်သူပြောပါလိမ့်မယ်နော်ငါနဲ့တွဲခဲတာတစ်နှစ်ပြည့်တော့မယ်2လပိုင်း20ရက်နေ့တစ်နှစ်ပြည့်တော့မယ်နော်သူငါ့ကိုလည်းအဲ့လိုပြောခဲ့တာပဲနင့်ကငါစောက်ရမ်းချစ်တယ်နင့်ကငါယူမယ်နော်ဒါတော့မှအမတို့ကလူသိရှင်ကြားနော်လူသိရှင်ကြားချပြပြီးမှတွဲခဲတာနော်ညီမလေးကတိတ်တိတ်ပုံသူ့ရဲ့စားစောနော်သူလိုချင်တဲ့အချိန်မှာ तू စာနေတဲ့အချိန်မှာညီမလေးကိုဖုန်းဆက်မယ်လာခဲ့ငါနဲ့တွေ့ချင်တယ်နင်ကတော့ကာပေးလိုက်တယ်နော်ညီမလေးအဲ့လောက်ထိစေးမပေါ်နဲ့နော်ဟနာပြောချင်တာကဟနာလေးတခါမှမကြုံဘူးတိလားသူများပြောရလေနော်သူများကောင်မလေးဖောက်ပြန်တယ်တခြားယောက်ျားနဲ့တော့အိတ်တယ်သူများကောင်လေးဖောက်ပြန်တယ်တခြားယောက်မင်းကလေးနဲ့တော့အိတ်တယ်ဟနာကြားပဲကြားဘူးတယ်ကိုယ်တိုင်မကြုံဘူးဒီကောင်နဲ့ကြားမှဟနာကြုံဘူးလားနော်တေးမတက်ပဲခံစားရတယ်ပေါ့နော်ကိုချစ်တဲ့သူကတခြားကောင်မနဲ့တဂရင်ပေါ်မှာတော့အိတ်တယ်ခံစားချက်ညီမလေးနေရမှာဆိုညီမလေးကိုချင်းစာကြည့်လိုက်နော်အဲ့ကောင်ကထားလိုက်တော့သူ့ရဲ့အမေကသူ့ကိုမွေးထားတာချက်ကြောနဲ့ချက်ကြောဖြတ်ပြီးမှမှားဖြတ်ပြီးမှမွေးလာတာနော်ဆောက်ရှက်မရှိဘူး तू ကမရှက်တတ်ဘူးဒါတော့မှအဲ့ကောင်ကတစ်တော်တွေဘာတွေရိုက်ပြီးမှတင်းရဲသေးတယ်ငါစင်စားလို့မရဘူးနော်ဆောက်ရှက်လည်းမရှိကြဘူးညီမလေးကဒီအမပြောထားတဲ့ဗီဒီယိုမြင်ပါလိမ့်မယ်နော်ညီမလေးကိုအမပြောချင်တာ तू ညီမလေးကိုတကယ်ချစ်မယ်ထင်နေလားဟမ်ညီမလေးကိုခဏတာအတွက်အတုံးချပလိုက်တာနော်ညီမလေးဒါဘိုက်ကြီးကြည့်လိုက်ကလေးရှိကြည့်လိုက်သူညီမလေးကိုတာဝန်ယူမယ်နေထင်နေလားငါတို့တွဲလာတာဒီမှာမူဆယ်မျိုးတစ်မျိုးလုံးသိတယ်သူဘလို့ယောက်ျားမျိုးလဲဟနာနော်သူနဲ့ယူမဲ့လို့ပြောတယ်မိမနှစ်ဖက်မိပါသဘောတူပြီးသားသိပြီးသားကိုဝင်ရှိတာတော့မှသူတာဝန်ယူလားမယူဘူးနော်နင့်ကိုလေ तू စားပြီးထားခဲ့မှာ तू နင့်ကိုတကယ်ချစ်တယ်လို့နေမထင်နဲ့ညီမလေးအဲ့လောက်ထိစေပေါ်အဲ့လောက်ထိယောက်ျားအတွက်စေပေါ်ပေးရတာလားဒါမှမဟုတ်တချင်လွန်သားချင်းလေးတွေဖွင့်လို့ချင်းသူ့ကြောင့်တွေးပြီးလို့ချင်းရင်းထဲမှာခံစားရတာပြောတော့မပြောချင်တော့ပါရင်းထဲဒဏ်ရာမကြက်သေးဘူးဖြေးတော့ဖြေးနေတာပဲလွန်သားချင်းလေးတွေဖွင့်လိုက်လို့ချင်းသူ့ကြောင့်လေးတွေ့လို့ချင်းကိုမျက်ရည်လုံးလုံးကြာတာဒီမျက်ရည်မကြဘူးသားကျွန်တော်ကြိုးစားပါမယ်
ခံထားရတယ်ရင်းထဲမှာတရားခံထားရတယ်တွေ့လိုက်လို့ချင်းဒီလုံးသချင်းလေးတွေကြားလိုက်လို့ချင်းသူ့တပ်ပုံနဲ့ကျွန်တော်စီမှာအများကြီးရှိတယ်သူ့စီမှာကျွန်တော်တပ်ပုံမထားဘူးတပ်ပုံကြီးကျွန်တော်စောပိုင်းတော့ဘလက်တိုင်းနေဆိုရိုက်တဲ့ဟာကြီးကကျွန်တော် TikTok ကောက်ထဲမှာကျွန်တော် TikTok ကောက်တယ်ပြန်ပြန်ဝင်လာတာလင်မြန်းရောက်ပုံပေါ့ဗျာအဲ့ပုံရောက်လာတယ်ရောက်လာလို့ကျွန်တော်ပြန်ပြန်ပြီးတင်လိုက်တယ်ဘလက်တိုင်းနေဆိုတာတော့စားတော့မှားတာပေါ့ဗျာရေးတာကိုလည်းစားလည်းမကျွမ်းဘူးလေအဲ့လိုရေးလိုက်တော့မှားတာပေါ့တချို့တော့ပြောကြတာပေါ့ဘလက်တိုင်းနေဆိုတာဟိုမှန်အောင်လေးရေးပါအကူပါညာနဲ့ပြောတာပေါ့ကြာပြီဒီ2023တုန်းကဓာတ်ပုံကြီးရိုက်ထားတာဓာတ်ပုံကြီးနော်2023တုန်းကဓာတ်ပုံကြီးရိုက်ထားတယ်အဲ့ဓာတ်ပုံက3,300ပေးရတယ်အဲ့ဒါကြီးပါရိုက်ခွက်ပြလိုက်တယ်အဲ့ဓာတ်ပုံတောင်မဲ့အင်ကမ်းမျက်နှာသားမှာမချေရဲဘူးတာသမီတွေကြောက်တော့တာသမီတွေကြောက်ပြီမဲ့ဘာလို့လင်းနေရတယောက်ပြီးတယောက်ထပ်ယူရတော့အဲ့ဒါလေးပဲကျွန်တော်ကောက်မှကြီးတဲ့သူတွေသိအောင်သူလည်းသိအောင်လို့ပေါ့နော်ကျွန်တော်ပြောချင်တာအဲ့ဓာတ်ပုံကြီးမရိုက်ခွက်ပြလိုက်တာကျွန်တော်မှတော့အဲ့ဓာတ်ပုံရိုက်ခွက်တော့ငိုလိုက်တာဟာငါမှမတ်တရားသူဒါလေးဓာတ်ပုံရှိတာသူအဲ့နေညလဲကျွန်တော်ငိုရတာပဲကဲဓာတ်ပုံမပြောပါနဲ့လူတောင်တန်မိုးမထားတဲ့မိန်းမတက်ကကြီးလာပြီမနေ့ကကျွန်တော်တင်ထားတဲ့ကျွန်တော်ပြောထားတဲ့ပုံစံမျိုးလိုပဲအဲ့လောက်ကျလွန်လာပြီတက်ကြီးလာပြီကျွန်တော်လည်းနေတော့လဲယောက်ျားပဲမဟုတ်ဘူးလားဘာဖြစ်တာကျွန်တော်တို့တူးတက်တော့မိမသားသားရှာစားနော်ကိုချစ်တဲ့မိမကိုကျွန်တော်တန်မိုးထားတယ်မြန်နိုးတယ်ကျွန်တော်ပြောမယ်ဗျာတဝင်းတိုးတယ်ဗျာရှုပ်ချက်နေလည်းမကြဘူးကျွန်တော်လည်းမရှုပ်ဘူးအေးပေါ့လိုင်းကျွန်တော်မတုံးသူတို့လိုင်းတွေတုံးတာဝစ်ချက်ဘိုင်ဘာတစ်တော့မစင်ကြနော်ကျန်တာဗါတယ်ကျန်တာတောင်ရှိသေးကျွန်တော်မသိတဲ့ဟာတောင်လုံသေးသူဟိုသူကကချင်လိုပြောတော့ကချင်လိုပြောတော့ကျွန်တော်မသိဘူးကျွန်တော်ကတခါလေဝင်မဲ့သူလော့တောင်ကျွန်တော်မပြဘူးလော့ဖုံးလော့နော်လေမြချင်းဖုံးလော့တော့ကျွန်တော်မပြခုဒီမှာသူ့မှာတစ်တော့ရှိတယ်မိမတစ်တော့ကောက်လေးငါပေးလို့သူမသွားခင်ခဲ့တယ်လုံငန်းမသွားခင်တာသူ့ကိုကျွန်တော်တောင်းတယ်မပေးဘူးသူလော့တောင်ကျွန်တော်မသိဘူးကြည့်လိုက်ဒီမိမပဲလို့ဆက်ပေါင်းလို့ရမလားမပေါင်းလို့ရမှာမပေါင်းတော့ဘူးနော်ကျွန်တော်မပေါင်းတော့ညီမတွေအကိုတွေညီတွေပြောတယ်လို့ပေါ့မပေါင်းတော့ဘူးကျွန်တော်ဝက်ကုန်လာတယ်လို့ပဲသဘောထားလိုက်တော့မယ်ကျွန်တော်ဝက်ကြီးလောက်ပဲသဘောထားလိုက်တော့မယ်ဒါပါပဲဗျာကျွန်တော်ပြောမှဆိုမှရှိရင်ခုနတော့မူကြပါနော်ကျွန်တော်တောင်းပန်တယ်ခုနကကျွန်တော်ကြိုပြီးဒါတက်တော့တင်တာမဟုတ်ဘူးကြိုပြီးရိုက်ထားတာတကယ်ကတော့ဒီရုပ်ပဲလှလာမလှလာဗျာကိုရင်နဲ့ခန္ဓာကြရှိလို့ကျွန်တော်ရင်ဖွင့်ပြလိုက်တာရင်ဖွင့်တာမရှိလို့ရင်ဖွင့်ပြလိုက်တာလှလာမလှလာလူဆိုတာတက်ကြီးရနိုင်ငံနဲ့မဆိုင်ဘူးခန္ဓာကြဆိုတာဆိုကျွန်တော်ဘဝကျွန်တော်ရက်တီတော့မယ်ကျွန်တော်လုံငန်းကြိုးစားပြီးပတ်စံတွေစုတော့မယ်နောက်ပိုင်းတော့ကျွန်တော်တက်တော့တခါပြန်တင်အောင်မှာနောက်ချင်းလောလောဆယ်တော့ကျွန်တော်လုံငန်းပတ်စံရှာပြီးလုပ်လိုက်အောင်မယ်နောက်တော့တမျိုးထွက်သွားမှာပေါ့နော်ဒါတော့ကျွန်တော်မင်းနိုင်အောင်ပေးလိုက်ပါတော့မယ်ဒါပါပဲဗျာနော်မပိုင်လားခုနတော့မူပါဒါပါပဲခုနကျွန်တော်နေပိုင်းလိုင်းရလို့ချက်တော့တင်မှာတရက်6ကိုမီးရှို့တတ်တဲ့လူတွေရောအမိုက်ဆိုပြီးမီးရှို့တတ်တဲ့လူတွေရောလုံုံရေးရအိမ်ကိုတော့အများကြီးခတ်တဲ့လူတွေရောဒီပုတ်လေးကိုအဓိကထားပြီးတော့နားထောင်ပေးပါ။ဘာလဲဆိုတော့အဓိကပြောချင်တာကတရက်6ကိုမီးရှို့ရင်ဟုတ်လားအခုဥပဒေကထောင်ဒဏ်3လကနေပြီးတော့ငွေဒဏ်3သိန်းထိပတ်ဝန်းကျင်ကတိုင်နေ။နောက်တစ်ခုအဲ့တရက်6မီးရှို့တဲ့ကိစ္စကလည်းပြောမှာဗျာတချို့ကလေဘယ်လိုလဲဆိုတော့ကြုံရမှာရောရက်ပြီးတော့ပြန်မှာရှို့ပစ်တာပဲ။ပလာစတိတ်စားလည်းမဖယ်ဝါဘူး။အဲ့ပါလာတဲ့တရက်6အညော်နှန်းနဲ့အဲ့ရှို့တဲ့ထဲမှာပါလာတဲ့ပလာစတိတ်နဲ့မတူဘူးနော်။ဘေးပတ်ဝန်းကျင်ဒီအစုပ်လေးကိုအများကြီးထိနိုင်တယ်။တစ်ချက်နောက်လို့ငါရှို့လို့ပြီးတော့ဘေးနားမှာရေပုံးလည်းမချပါလည်းမချမီးကျွင်းပြီးတန်နေရချင်အဲ့ကနေလောင်တဲ့ကိစ္စတွေလည်းရှိတယ်တချို့ဂိုင်းတို့တွေလောင်နေဆိုတာအဲ့တက်တက်ကြီးတော့ဒီဟာနေဟိုဘယ်လိုပြောရမလဲထားပြီးတော့ပုတ်ပြီးတော့လောင်နေဆိုတာတော့တော်တော်လေးရှားပါတယ်တစ်ပင်ကြီးပုတ်ပြီးဟိုကြောက်ခစ်ကတော့ကြောက်ပုတ်လို့အဲ့လိုမျိုးတွေကရှားပါတယ်တော်ကဖြစ်ခဲ့ပါတယ်အဲ့တော့မီးရှို့တဲ့ဆရာသမားကြီးတွေရောဆရာမကြီးတွေရောပေါ့တတိတော့ထားပုံဝန်းကျင်ကတိုင်လို့ရှိရင်အဲ့ထောင်နဲ့3လနဲ့ဟိုပါနော်ဝေဒန်3သိန်းဒါတစ်ချက်ကျွန်တော်တတိပေးပြီးဒုတိယတစ်ချက်ကကိုယ်လုံုံရေးရအိမ်ကိုတော့ခတ်တယ်ခတ်ပါဒါတော့မခတ်နိုင်ဘူးဒါပေမဲ့အိမ်ရှိတော့အိမ်နောက်တော့ဆိုပြီးတော့ဂန္ဓာလေးကိုခွဲတာတော့ပြုံလိုက်ကြီးကိုတွဲပြီးတော့မထားတာနဲ့ကြံခဲ့တဲ့တလောကလုံခဲ့တဲ့တပတ်လောက်ကဖြစ်ခဲ့တဲ့အဲ့ကိစ္စဆိုရင်တော်တော်စိတ်မကောင်းစရာကြီးဒါမယန်းကုန်းကကိစ္စဆိုရင်တော့ကိုလုံးလို့ပေါ့နော်ဒါဟိုကြားရတဲ့သတင်းတွေရပေါ့ပြောချင်တာပါဆိုအိမ်ရှိခတ်မဲ့တော့အိမ်ရှိကိုတီးတတ်တာဆိုလိုတာကကိုကတော့နှလုံးခတ်မယ်တလုံးကိုဒီတောတန်နဲ့တော့ကလောက်ကိုမာဂါပင်အနေနဲ့လက်သေးနီအနေလေးတူလိုက်နောက်တစ်လုံးကကြတော့အပြာရောင်လေးတူလိုက်လက်သေးနီတပလင်းမှာ1000ပဲရှိတာဒါနှလုံးအိမ်နောက်ခွင်းနှလုံးကိုလည်းဒီတိုင်းအဲ့မှာစုစုပေါင်း၄လုံးကျွန်တော်ပြောပြတာအဲ့မှာတခါတက်ပြီးတော့လွယ်လင်းတကူနီးတကူပြောပြမယ်ကျွန်တော်တို့ဒီလို
မင်းလုံးထိုးတယ်ပေါ့ဗျာဒါမြောက်လက်ပေါ့မြောက်လက်ကအုပ်လိုက်လို့ရှိရင်ဒီဘက်တကယ်ရွက်မှာပဲဒီတော်ဝင်းပုံမြောက်လက်ကဆွတ်တဲ့ခါကျကျွန်တော်ဟိုပါပေါ့ငါးမူးလုံးလို့ငါးပဲလုံးလို့ပေါ့ဗျာအစကွေးကွေးထားတဲ့ကောင်လေးကိုအရှင်ချိတ်ထားလို့ရတယ်ဒါပေမဲ့ရေစီးမှာတွက်ကတ်တဲ့တော့ကိုကြတော့ဒါဟိုတော့ကတော့ခတ်လိုက်ပေါ့ကျွန်တော်ပြောချင်တာဒီဘက်ကမြောက်လက်မှာရှိတဲ့ကောင်အရှင်ကဘိုးစုအဲ့မြောက်လက်ကကောင်ပဲဖြုတ်ပါမယ်အဲ့ဒါလွယ်ဝိုင်းပြုတ်လိုက်တော့ဘိုးစုမင်းအဲ့မှာအနေနဲ့ထိုးလိုက်ဖွင့်လိုက်ဒါဆိုရင်တိတ်ပြဿနာမရှိတော့ဘူးဟာလားလွယ်လေးတကူပေါ့နော်ဒါကျွန်တော်အကြံဉာဏ်ပေးတာဟိုကျွန်တော်လည်းဒီလိုပဲဟိုဖြစ်ပါတယ်လောက်ပါတယ်အခု6လုံးခတ်ထားပြီး6ချောင်းလုံးပူးနေရင်တော့တခါတလေအေးစစ်ဖွင့်ရတာပြတယ်နော်ဒါအမှန်ပြောပြကိုချင်းလည်းစာပါတယ်တကယ်ဆုံးသွားတဲ့အမေကြီးပြောလဲတကယ်စိတ်မကောင်းပါဘူးကျွန်တော်နော်အဲ့ဒါလေးပါနောက်တစ်ချက်ကကျွန်တော်တို့ဒီလိုပေါ့အဆောင်လေးရှိတဲ့မြို့နယ်တွေပေါ့မရွှေပြည်သားတို့လိုင်ညာတို့လိုမော်ဘီတို့လိုမင်္ဂလာတို့လိုအဆောင်ငားထားတဲ့အဆောင်ရှင်တွေကလည်းတခုလို့တတိထားပါမိဘအောင်အဓိကထားပေးပါဟုတ်လားငားနေတဲ့လူတွေအပြစ်ထွက်တာနဲ့မိချမချတဲ့အိမ်ကမထားနဲ့အဆောင်လေးတဲ့လူတခါနဲ့ဖိုင်းချပြအဆောင်လေးနဲ့ဂယူးဆိုင်ပါ